Hello ဒီနေ့တော့ကဘာဦးကျန်ခန်းကြီး73ဖြစ်ပါတယ် အခန်းကြီး73အငယ်1မှ73အာဗျံသမီးမောင်နှံတို့သည်လည်းလောတနှင့်တကွမိမိတို့၌ရှိသမျှသောဥစ္စာကိုယူ၍အေဂုတ္တုပြည်မှထွက်သွားသဖြင့်ခါနာန်ပြည်တောင်ပိုင်းသို့ရောက်ကြ၏ထိုအခါအာဗျံသည်သိုးနွားစသည်တို့ကို၎င်းရွှေငွေကို၎င်းအလွန်ရတတ်၏တဖန်တောင်ပိုင်းမှခရီးသွား၍ဘေတလနယ်အတွင်းဘေတလမြို့အာဣမြို့စပ်ကြား၌အထက်ကတဲကိုဆောက်၍ရစ်ပလင်ကိုတီခဲ့ဘူးသောအရပ်သို့ရောက်ပြန်လျှင်ထိုအရပ်တွင်ထာဝရဘုရား၏နာမတော်ကိုပဌနာပြု၏အာဗျံနှင့်အတူလိုက်လာသောလောတသည်လည်းသိုးနွားများနှင့်တဲအများရှိသဖြင့်ထိုလူနှစ်ဦးတို့သည်အတူနေခြင်းငှာထိုမြေမဆန့်နိုင်ဥစ္စာများလွတ်၍သူတို့သည်တရက်ထီမနေနိုင်ကြအာဗျံ၏နွားចောင်းသားလောတ၏နွားចောင်းသားတို့သည်လည်းခိုက်ရန်ပြုကြ၏ထိုအခါခါနာန်အမျိုးသားဖေရဇိအမျိုးသားတို့သည်ထိုပြည်၌နေကြသည်အာဗျံကလည်းငါတို့သည်ညီအစ်ကိုချင်းဖြစ်လျက်ငါနှင့်သင်၌၎င်းငါနွားចောင်းသားတို့နှင့်သင်နွားចောင်းသားတို့၌၎င်းခိုက်ရန်မရှိပါစေနှင့်မြေတပြင်လုံးသည်သင်ရှေ့မှရှိသည်မဟုတ်လောငါနှင့်ခွာ၍နေပါလော့သင်သည်လက်ဝဲဘက်သို့သွားလျှင်ငါသည်လက်ျာဘက်သို့သွားမည်သင်သည်လက်ျာဘက်သို့သွားလျှင်ငါသည်လက်ဝဲဘက်သို့သွားမည်ဟုဆို၏ထိုကာလအခါတောရုမြို့နှင့်ဂေါမောရမြို့ကိုထာဝရဘုရားဖျက်ဆီးတော်မမူမီဇောရမြို့သို့သွားသောလမ်းယော်ဒန်မြစ်ပတ်ဝန်းကျင်အရပ်ရပ်၌ရေများ၍ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့၎င်းအေဂုတ္တုပြည်ကဲ့သို့၎င်းဖြစ်သည်ကိုလောတမြော်ကြည့်၍မြင်လျှင်ယော်ဒန်ချိုင့်တစ်လျှောက်လုံးကိုရွေးချယ်၍အရှိသို့ပြောင်းသွားသဖြင့်အချင်းချင်းတူနှင့်တူကွဲပြားကြ၏အာဗျံသည်ခါနာန်ပြည်၌နေလေ၏လောတမူကားမြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍တောတုံမြို့နားမှတဲကိုဆောက်လေ၏တောတုံမြို့သားတို့သည်ဆိုးသောသူထာဝရဘုရားရှေ့၌အလွန်အပြစ်များသောသူဖြစ်ကြသတည်းအငယ်14မှ18လောတသည်အာဗျံနှင့်ခွာ၍သွားပြီးမှထာဝရဘုရားသည်အာဗျံကိုခေါ်၍တင်ရှိသောအရပ်ကတောင်မြောက်အရှေ့အနောက်သို့မျှော်ကြည့်လော့တင်မြင်သောမြေတွင်လုံးကိုတင်နှင့်တင်၏အမျိုးအနွယ်အားငါသည်ကာလအစဉ်အမြဲပေးမည်တင်၏အမျိုးအနွယ်ကိုမြေမှုန့်ကဲ့သို့ငါများပြားစေမည်တို့ဖြစ်၍လူသည်မြေမှုန့်ကိုရေတွက်နိုင်လျှင်တင်၏အမျိုးအနွယ်ကိုရေတွက်နိုင်ကြလိမ့်မည်တင်ထ၍မြေကိုအလျားအဖျင်၎င်းအနံအဖျင်၎င်းရှောက်သွားလော့တင်အားငါပေးမည်ဟုမိန့်တော်မူ၏တဖန်အာဗျံသည်တဲကိုပြောင်း၍ဟေဗြုန်မြို့မန်ရေတပိတ်တောသို့ရောက်မှနေရာကျ၍ထာဝရဘုရားအဖို့ရစ်ပလင်ကိုတည်လေ၏Okay နောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye